ဒီနေ့မှာတော့2020ခုနှစ်ကထွက်ရှိတဲ့ Escape from Pretoria လို့ခေါ်တဲ့တက်ထရင်ပွဲရုပ်ရှင်ကားကိုတင်ဆက်ပေးသွားမှာပါ1948ခုနှစ်ကစပြီးတောင်အာဖရိကမှာလူမျိုးရေးခွဲခြားတဲ့စနစ်တစ်ခုရှိခဲ့ပါတယ်နှစ်ပေါင်းများစွာဒုက္ခရောက်ပြီးနောက်မှာတော့လူမဲအတိုင်းဝန်ဟာသူတို့ရဲ့အခွင့်အရေးအတွက်ဆန္ဒပြမှုတွေစတင်ခဲ့ပြီးအာဖရိကအမျိုးသားပါတီ ANP ဆိုတဲ့လှုပ်ရှားမှုကိုဖွဲ့စည်းခဲ့ပါတယ်တင်ဟာ18ကိုတည်ပြီးလမ်းပေါ်မှာရှောက်လာခဲ့တယ်တအိတ်ကိုအမိုက်ပုံးနဲ့ထည့်ပြီးသူ့ရဲ့ပါဒနာစတီဖင်ကိုအချက်ပြလိုက်ရာစတီဖင်ကလည်း88ကိုကာရီနာမှာထားခဲ့ပါတယ်။တင်ကသူ့ရဲ့ဒုတိယအိတ်ကိုအမှတ်ပုံတစ်ခုနာမှာထားခဲ့ပြီးဘုံနဲ့ဝိုင်ယာကျိုးတွေကိုဆက်သွယ်လိုက်ပါတယ်။သူရင်တုံတုံနဲ့ထွက်လာချိန်မှာပဲဘုံပေါက်ကွဲမှုဖြစ်ပြီးဝါရပြစာဆောင်တွေလင့်ပြန်သွားပါတယ်။အဲ့ဒီစာဆောင်တွေဟာလူမျိုးရေးခွဲခြားမှုကိုစန့်ကျင်ပြီးလူမျိုးတိုင်းတန်းတူညီမျှဖို့အတွက်ဘယ်လိုစီးပေးရပါစေတိုက်ပွဲဝင်ရမယ်ဆိုတာကိုနှိုးဆော်ထားတာပါ။တင်နဲ့စတီဖင်တို့ဟာအခင်းဖြစ်ပွားရာကနေထွက်ပြေးဖို့ကြိုးစားပေမဲ့အမိခံလိုက်ရပါတယ်။တရားစွဲခံရဖို့စောင့်နေစဉ်အတွင်းတင်ရဲ့ရေးစားဖြစ်သူကသူ့အခန်းထဲကိုခိုးဝင်လာပြီးလိုအပ်ရင်သုံးဖို့ငွေချုပ်ပေးခဲ့ပါတယ်။တယောက်ကမစခင်မှာတင်ဟာငွေတွေကို secret ဘူးထဲထည့်ပြီးသူ့ရဲ့ဖန်လာကိုအတွင်းပိုင်းဆိုအိုထဲမှာခေါ်ထားလိုက်ပါတယ်။1988ခုနှစ်တယောက်ခွဲမှာတရားသူကြီးကတရားလိုဘက်ကိုချီကျူးပြီးသူတို့လုပ်ခဲ့တဲ့ပုံ26လုံးအတွက်ခိုင်လုံတဲ့သက်သေတွေတင်ပြနိုင်ခဲ့ပါတယ်။သူတို့ကလူမျိုးတိုင်းတန်းတူညီမျှရဲ့လို့ခုခံချေပပေမဲ့တရားသူကြီးကလက်မခံခဲ့ပါဘူး။တရားသူကြီးကစီရင်ချက်ချလိုက်ပါတယ်။တင်ဟာဘုံလို့သူဖြစ်လို့ထောင်နဲ့ဆက်နဲ့စတီဖင်ကတော့အပိတ်ကူညီသူအဖြစ်ရှင်းနှစ်ချက်ခံစေခဲ့ပါတယ်။တရားရုံးကနေထွက်ကားဖို့ပြင်ဆင်နေတော့မှစတီဖင်ကဖွင့်နေတဲ့ပြည်နှပေါက်ကနေထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့အချင်းမိပါပဲ။သူမြေပြင်ပေါ်ရောက်တော့အရိုက်ခံရပါတယ်။သူတို့ကိုပရီတိုးရီးယားကျန်းတော်ကိုခေါ်ဆောင်လာခဲ့ပြီးထောင်မှုကြီးကပတိန်ရှင်နဘဲကသူတို့ကိုတက်ဆက်ပေါက်တွေအဖြစ်သဘောထားပြီးရှင်းရှားစွာကြိုးဆိုပါတယ်။သူတို့နှစ်ယောက်ကိုတင်ဆက်တဲ့ထောင်ဆောင်မာနီယာထံအနှံလိုက်ပါတယ်။ထောင်စည်းကမ်းတွေကိုရှင်းပြနေတဲ့မာနီယာရဲ့နောက်ကိုလိုက်သွားရင်တဲဟာအလိုလျောက်တန်တကားတွေအထက်တက်ခတ်ထားတဲ့တက္ကမကြီးတွေနဲ့လုံခြုံရေးစနစ်တွေကိုအသေးအချာလေ့လာနေပါတယ်။အရာအလုံးကအရန်တင်ကျက်နေပုံရပါတယ်။မာနီယာကသူတို့ရဲ့အခန်းတွေကိုပြပါတယ်။အဲဒီအခန်းတွေဟာတန်တိုင်းတကားနဲ့တန်တော်ရာအပြည့်နှစ်ထပ်ရှိပါတယ်။တင်ကတော့တညာလုံးအိမ်မပြောပါဘူး။ပထမနေ့မနက်စာစားချိန်မှာတင်ဟာထိုင်ကုန်ရှာနေတော့ဒန်နစ်ကကူညီခဲ့ပါတယ်။ဒန်နစ်ကလူမျိုးရေးခွဲခြားမှုကိုစန့်ကျင်တဲ့အတွက်ထောင်နဲ့တစ်သက်ကျုံ၄ချိန်ကြာခံနေရတဲ့အသက်ကြီးပိုင်းနိုင်ငံရေးအကျဉ်းသားတူပါသူတို့လိုမိခိုးရောင်ဝတ်ဆောင်ဝတ်သားသူတွေကနိုင်ငံရေးအကျဉ်းသားတွေလို့ရှင်းပြပါတယ်။တင်တဲ့အကျဉ်းသားလီယိုနက်ကလည်းသူတို့စကားကိုကိုနားထောင်နေပါတယ်။ဘောလက်ဆိုတဲ့အကျဉ်းသားကမတော်တဆစပြုတ်တွေဖောက်မိလို့မာနီယာကသူ့ကိုလူရှိမှအပြစ်ပေးပါတယ်။အဲဒီနေ့နောက်ပိုင်းအကျဉ်းသားတွေလက်ကျင်ကလုပ်ချိန်မှာဒန်နစ်ကထောင်ရဲ့တိဆောက်ပုံတတိုင်းအမြင့်မိမောင်းတွေနဲ့အဆောင်တွေအကြောင်းအကုန်ပြပြပြီးထွက်ပြေးဖို့မကြိုးစားဖို့အကြံပေးပါတယ်။ဒန်နစ်ထွက်သွားပြီးနောက်မှာလီယိုနက်ကသူတို့စိတ်ချင်းကပ်လာပြီးဒန်နစ်ကတော့ထွက်ပြေးဖို့ပြောတိုင်းအမြဲတမ်းလေးရှိရလို့ပြောပါတယ်။သူကတော့ထွက်ပြေးဖို့ဖြစ်နိုင်တယ်လို့ယုံကြည်ပြီးသူတို့ရဲ့အစီအစဉ်မှာပါဝင်ခွင့်ရရင်ကူညီမယ်လို့ကန့်ကွက်ပါတယ်။အမှုကြီးရှင်နယ်ဘက်ကတော့သူတို့ကိုတန်တရားရှိစွာစောင့်ကြည့်နေပါတယ်။ဒန်နစ်ရဲ့အကြံပေးချက်အရတင်ဟာသူ့ရဲ့ခန္ဓာကိုယ်တွေကငွေဘူးကိုထုတ်ယူပြီးမနက်စာစားချိန်မှာဇဝဲအောက်ကနေ10မီဒန်နစ်စီပွေးပို့လိုက်ပါတယ်။ဒန်နစ်ကအဲ့ဒီငွေကိုတောတိုက်စီဘူးထဲမှာဝတ်ထားလိုက်ပါတယ်။23ရက်မြောက်နေ့တင်ဟာမိချစ်ဆန်လေးကိုထော်ပြီးသူ့အခန်းတကားရဲ့တောပေါက်ကိုလေ့လာပါတယ်။ညပေါင်းများစွာတောပေါက်ကိုကြည့်ပြီးစဉ်းစားခဲ့ပေမဲ့ဘာမှအဆင်မပြေပါဘူး။နောက်ဆုံးတစ်ညမှာတော့တည်ထားတဲ့အရာကနေစပြီးနောက်ကျောင်းပြန်တွေ့ကြည့်မယ်ဆိုတဲ့အကြံရခဲ့ပါတယ်။သူဟာစက်ကုတ်ကိုတုံးပြီးတောပေါက်ရဲ့အနက်နဲ့ပုံစံကိုတိုင်တာပါတယ်။သူကတကားတွေကိုခွင့်ဖို့တသားတော်တွေလှုပ်ချင်တာပါ။နောက်တစ်နေ့မှာသူဟာဒီချန်ကိုစတီဖန်နဲ့လီယိုနက်ကိုရေချိုးခန်းထဲမှာပြပြပါတယ်။လီယိုနက်ကတသားတော်ဆိုတာမဖြစ်နိုင်ဘူးလို့ထင်ပေမဲ့ဒန်နက်စတီဖန်ကတော့ဖြစ်နိုင်တယ်လို့ယုံကြည်ပြီးအလိုယုံကနေတသားတွေယူဖို့ဆုံးဖြတ်ကြပါတယ်။အစီအစဉ်တိုင်းလီယိုနက်ကစားတောက်ခန်းထဲမှာစူပူမှုလုပ်ပြီးတင်ကတော့တော့ရဲ့ပုံစံကိုသိချကြည့်ပြီးအခန်းထဲရောက်မှပြန်ဆွဲပါတယ်။သူဟာအခွင့်အရေးရတိုင်းတော့တွေကိုအလွတ်မှတ်သားပြီးနောက်ဆုံးမှာတော့ပုံစံတစ်ခုရသွားပါတယ်။ရပေါင်း84ရက်မြောက်မှာတင်ဟာအလုပ်ရုံကနေတက်ဆက်ကုန်းနဲ့တသားတွေကိုခိုးယူခဲ့ပါတယ်။သူကအဲ့ဒီပစ္စည်းတွေကိုယူနီအိုထဲမှာအဝတ်နဲ့ပတ်ပြီးမမြည်အောင်လှုပ်ဝက်သေးလာပါတယ်။မာနီယာကအကျဉ်းသားတွေရဲ့ယူနီအိုတွေကိုလိုက်ဆက်တဲ့အခါတင်အရန်လန့်သွားပြီးမြဲဘာမှရှာမတွေ့လို့ကန်ကောင်းသွားပါတယ်။အဲ့ဒီညမှာပဲတင်ဟာသူ့ရဲ့ပထမဆုံးတော့သူကိုမအိမ်မနေလုပ်ပါတယ်။တင်ဟာတော့ကိုစောင်းဖွင့်ကြည့်ရမှာထောဘက်ကိုဒါနဲ့လေးသလိုပဲအရန်ချက်ချက်မွမွနဲ့တန်တဲ့တကားပွင့်သွားပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုရှိနေတာကအပြင်ကတန်တကားအပြည့်ကြီးမှာတော့အထက်ကနေဖွင့်ဖို့တော့မရှိရပါပဲ။မနက်ခင်းမှာတော့တင်ဟာလီယိုနာနဲ့စတီဖင်ကိုနောက်ထပ်တော့တစ်ဆောင်ထပ်လုပ်ဖို့လိုသလိုတကားကိုအထက်ကနေဘယ်လိုဖွင့်ရမလဲဆိုတာစဉ်းစားဖို့ပြောပါတယ်။ရက်ပေါင်း100ပြည့်တဲ့နေ့စမ်းကြံလမ်းမှာကြက်တိုက်နေတော့အဆောင်နေမရှိခိုင်တင်ဟာတော့တစ်ကိုစမ်းကြည့်ပါတယ်။အစာပိုင်းမှာတိတ်မချောပေမဲ့အနှဲငယ်ထပ်ထုတ်လိုက်တဲ့အခါတကားပွင့်သွားလို့သူတို့3ယောက်လုံးအရန်ပျော်သွားကြပါတယ်။ဒါပေမဲ့နောက်ထပ်ပြဿနာတစ်ခုကတော့ဒုကကျိုးသွားပြီးတောက်ပေါက်ထဲမှာတဆွမ်းတစကြံခဲ့တာပါပဲ။
အဆောင်တယောက်လာနေတဲ့အတွက်တင်ဟာအသေးအတန်တောစာကိုထုတ်ယူလိုက်ရပါတယ်။ညအချိန်တကားပိတ်တဲ့အခါမာနီယာကတောတန်ကြီးထွက်နေတာကိုသတိထားမိပေမဲ့တေချာမကြည့်ပဲပြလိုက်လို့တင်လွတ်သွားခဲ့ပါတယ်။တော့ကအလုပ်လုပ်ပေမဲ့အခန်းထဲကနေဘလို့ဖွင့်မလဲဆိုတာသူတို့ဆွေးနွေးကြပါတယ်။လီယိုနာကဆွန်ရုပ်ရဲ့ကြိုးကိုသုံးဖို့အကြံပေးပေမဲ့တော့ကိုမလှည့်နိုင်လို့အသုံးမဝင်ပါဘူး။လီယိုနာတပြက်စီးလဲနေတာကိုကြည့်ပြီးစတီဖင်ကအကြံရသွားပါတယ်။သူတို့တပြက်စီးအရှိကိုတိုင်းကြည့်ရမှာတော့ပေါက်ထိရောက်နိုင်တာကိုတွေ့ရပါတယ်။တင်ဟာအလုတ်ရောင်ငါဆက်တွေကိုကြည့်ပြီးညီလက်တစ်ခုရခဲ့ပါတယ်။သူဟာတပြက်စီးမှာတော့ကိုချိန်ပြီးအထင်းကနေလှည့်နိုင်တဲ့စနစ်တစ်ခုကိုတီထွင်လိုက်ပါတယ်။အဲဒီညမှာပဲသူဟာအထင်းကနေတန်တကားကိုခွန်နိုင်ခဲ့ပါတယ်။တော့ပြောကြတာမျိုးအခက်အခဲအချို့ရှိခဲ့ပေမဲ့ PK ကိုသုံးပြီးတော့ကိုတပြက်စီးမှာကပြန်ဆွဲယူနိုင်ခဲ့ပါတယ်။နောက်တနေ့မနက်မှာတင်ကတကားခွန်နိုင်ပြီဖြစ်ကြောင်းစိတ်လှုပ်ရှားစွာပြပြပါတယ်။သူတို့ဟာအမိမခံရအောင်တော့တို့တွေကိုပလင်းနဲ့ထည့်ပြီးဥယျာဉ်ထဲမှာမြုပ်ထားခဲ့ပါတယ်။မာနီယာကသူတို့ကိုတန်တရားရှိလို့လာဆဆေးပေမဲ့တင်ကလိမ်မပါနဲ့စွာချိပါခဲ့ပါတယ်။ဒန်နစ်ကတော့သူတို့ကိုထပ်ပြီးသတိပေးပေမဲ့ကုညီဆော့ရှောက်ပေးမယ်လို့ဆိုပါတယ်။ထောင်ထဲမှာဘာမှမပြောင်းလဲပေမဲ့တင်ကတော့အခွင့်အလမ်းတွေပိုရှာနေပါတယ်။သူဟာအကျဉ်းသားပေါ်လက်နဲ့ခင်မင်သွားပြီးလမ်းပြမြေပုံနဲ့တခြားလိုအပ်တာတွေကိုရှာခိုင်းပါတယ်။အမိုက်ပုံနာမှာတင်ကဆက်ပြ secret တွေနဲ့သတင်းစာတွေကိုလဲလှယ်ယူခဲ့ပါတယ်။မာနီယာကတန်စီလာပြီးပေါ်လက်ဟာပစ္စည်းမောက်ကုန်မှုနဲ့အပြစ်ပေးခံလိုက်ရကြောင်းပြောပါတယ်။ဒါကတင်ကိုပိုပြီးထွက်ပြေးချင်စိတ်ဖြစ်ပေါ်စေပါတယ်။အဲဒီညမှာတင်နဲ့လီယိုနာတို့ဟာဂရင်ပေါ်မှာလူပုံစံအယုတ်တွေလှုပ်ထားခဲ့ပြီးအခန်းပြင်ကိုခိုးထွက်ခဲ့ပါတယ်။သူတို့ဟာလီကာကနေဆယ်မီနောက်ထပ်တန်တဲ့တကားကိုဆန်းဖွင့်ပါတယ်။အဆောင်တယောက်လာနေလို့သူတို့ဗီဒီယိုထဲမှာပုံနေခဲ့ရပေမဲ့ကံကောင်းစွာနဲ့တောတုကအလုပ်လုပ်ခဲ့ပါတယ်။သူတို့ဟာနောက်ထပ်တကားတွေကိုလည်းအောင်မြင်မြင်ဖွင့်နိုင်ခဲ့ပါတယ်။အဆောင်ပြန်လာချိန်မှာတော့အသေးအတန်ပြန်ပုံပြီးအခန်းထဲပြောင်းဝင်နိုင်ခဲ့ပါတယ်။နောက်တနေ့မနက်မှာတင်ဟာညကပင်မလို့အိပ်ပျော်နေတာကြောင့်ထာမူကြီးရှန်နယ်ဘယ်ကလာဆက်ပါတယ်။အကျဉ်းသားအလုံးရဲ့အခန်းတွေကိုရှောက်ပေးပါတယ်။တင်ရဲ့တော်တိုက်တန်ခွက်ထဲကနေတောစာတွေကျလာတဲ့အခါတင်ဟာဒါတွေဟာသူမိဘတွေရဲ့ဓာတ်ပုံကိုထောင်ထားဖို့လုပ်ထားတာပါလို့လိန်ပြောလိုက်ရပါတယ်။ရှန်နယ်ဘယ်ကမယုံဝင်မဲ့တသက်မရှိလို့လှုပ်ပေးလိုက်ပါတယ်။တင်ဟာကြားလန့်ပြီးစိတ်တက်ကြသွားပေမဲ့ဆက်လုပ်ဖို့ဆုံးဖြတ်ပါတယ်။တင်သွားကြိုက်လို့စိတ်ယုံတော့ပြတဲ့အခါအလိုလျောက်တကားဖွင့်တဲ့ခလုတ်ကိုတွေ့လိုက်ရပါတယ်။ခရစ်စမတ်အကြိုညမှာသူတို့အစံသစ်ဖြစ်နေပါပြီ။ဒန်နစ်ကတော့သူတို့နဲ့အတူမလိုက်ဖို့ဆုံးဖြတ်ကြပါတယ်။ဒန်နစ်ကတင်ရဲ့ငွေတွေကိုတွားတိုက်စေဖို့ပြန်ထည့်ပေးလိုက်ပါတယ်။ညဘက်မှာတော့သူတို့၃ယောက်ဟာအစီအစဉ်တိုင်းထွက်ပြေးကြပါတယ်။လမ်းမှာအဆောင်တရဗီရိုစီကနေလို့မိတော့မဲ့အချိန်မှာဒန်နစ်ကသူ့အခန်းထဲကမိသူကိုရက်ခွဲပြီးလျှက်စစ်လိုင်းရှော့ဖြစ်အောင်လုပ်ကအာရုံလွှဲပေးခဲ့ပါတယ်။သူတို့တတိလေးလွတ်မြောက်ခဲ့ပြီးတကားတွေကိုတဆင်ပေးတဆင်ဖွင့်လိုက်ခဲ့ပါတယ်။လီယိုနာကအလိုလျောက်တကားကိုလည်းဖွင့်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးထွက်ပေါက်တကားကိုရောက်တော့ဘာတော့မှသုံးလို့မရတော့တာကိုတွေ့လိုက်ရပါတယ်။သူတို့ရဲ့အိမ်မက်တွေပျက်စီးတော့မဲ့အချိန်မှာလီယိုနာကတကားပေါင်ကိုအတင်းရိုက်ချိုးပြီးဖွင့်လိုက်ပါတယ်။သူတို့ဟာစနိုက်ပါသမားကိုရှောင်ပြီးအပြင်ကိုရောက်သွားခဲ့ပါတယ်။တက်စီတစ်စီးနဲ့ထပ်ပြေးသွားနိုင်ခဲ့ပြီးသူတို့လွတ်မြောက်သွားတာကိုမယုံနိုင်အောင်ဖြစ်နေကြပါတယ်။နောက်တနေ့မနက်မှာမာနီယာကသူတို့ပျောက်ဆုံးနေတာကိုတွေ့ပြီးအချက်ပေးခေါင်းလောင်းတီးတဲ့အခါအကျဉ်းသားအလုံးကဝမ်းသာအားရရှိမောကြပါတယ်။တင်စတီဗန်နဲ့လီယိုနာတို့ဟာလန်ဒန်ကိုရောက်သွားပြီးလူမျိုးရေးခွဲခြားမှုကိုဆက်လက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ဒန်နစ်ကတော့9နှစ်အကြာ1985မှာလွတ်မြောက်ခဲ့ပါတယ်။ဒီစကားလေးရဲ့ဇလန်းပြန်လဲပြချက်ကတော့ဒီမှာတင်ပြီးဆုံးပါပြီ။ဒီ recap ဗီဒီယိုလေးကိုသဘောကျတဲ့ဆိုရင် like ပေးခဲ့ဖို့နဲ့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။အားလုံးပဲတရားတဲ့နေ့လေးဖြစ်ပါစေဗျာ။